ကဲဒီနေ့ပြောပြပေးမှာတော့ကွာအခု daily quiz လုပ်တဲ့ခါမျိုးကြရင်တအားဒုက္ခရောက်နေတဲ့လူတွေတော့ပဲဖြစ်ပါတယ်အခုဗီဒီယိုကလည်းစကိုင်းကူမှာစဆော်တဲ့လူတွေတော့ပေါ့ကွာပထမဆုံးအနေနဲ့ကွာတော့ Telegram မှာကြည့်မကြည့်ဘူးဆိုရင် TikTok မှာကြည့်လို့ရမယ်ကွာ TikTok မှာလည်းကွာအကောင့်မရှိဘူးဆိုရင် Facebook မှာကြည့်လို့ရမယ်နောက်တစ်ခုကကျ Discord ပေါ့ကွာအဲ့3ခု4ခုလုံးမှာမရှိဘူးဆိုတဲ့လူတွေအတွက်ပြောပြမှာဖြစ်ပါတယ်browser တွေပါတော့လူတိုင်းသိကြမယ်ထင်တယ်ကွာကဘာလုံးပုံစံလေးကွာဒါမှမဟုတ် iPhone တွေဆိုရင်တော့တန်လိုက်အိမ်မြောက်ပုံစံလေးပေါ့ကွာဒါကတော့ရိုးရှင်းနားလည်အောင်ပြောပြတာပါ browser လေးရောက်ပြီဆိုရင်ကွာ kindless sky လို့ရိုက်လိုက်မယ်ဆိုရင်ကွာအမှ the sky application ဆိုတော့တွေ့လိမ့်မယ်လေအဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူကဒီနေ့ daily quiz တွေရဲ့ date တွေပါတယ်ကွာပြလိမ့်မယ်ကဲဟုတ်ပြီအင်္ဂလိပ်စာလေးတိတ်မသိဘူးကွာထားပါတော့မင်းလည်းမသိဘူးကွာအင်္ဂလိပ်စာမတတ်ဘူးဒါပေမဲ့သူ့မှာကွာကိုတိတဲ့နဲ့တိထိုက်တဲ့ဟာစကားလုံးတစ်လုံးနှလုံးဆိုရင်ရပြီပထမဆုံးအနေနဲ့ကွာအမှ quiz တိုးတဲ့ဟာတွေ့ရမှာတွေ့ရင်သူ့အောက်က1 2 3 4ဆိုတာက4ခုသိကြဝိုင်းဒါဆိုမှတ်ထားလိုက်တော့ကွာကဲကိုကမှတ်ပြီးသွားကွာဒါပေမဲ့အဲ့ဒါလည်းအင်္ဂလိပ်စာဖြစ်နေတယ်ဟုတ်ပြီနားမလဲအဲ့ချိန်ကျရင်ကွာတစ်ကိုရင်ထောက်လိုက်အပြာရောင်ပေါ်နေတဲ့ဟာမှန်များသူကထောက်လို့ရမှာကွာနှိမ့်လိုက်ကွာဒီလိုပုံစံလေးပေါ်လာလိမ့်မယ်ပေါ်လာတဲ့ပုံကအင်္ဂလိပ်စာတွေပဲကျွန်တော်နားမလဲနားလဲစရာမလိုဘူးကွာဒီပုံမြင်တာနဲ့ဘာလို့တွေးထားမလဲဆိုတော့ကိုလှုပ်ပြီးသားကောင်တွေကိုကွာအဲ့ daily quiz လုံးမဲ့မတ်မှာမှန်တယ်များကိုကွာကိုလှုပ်ပြီးသားကောင်လှုပ်ကိုလှုပ်ရမယ်ဟာဆိုတာပဲပြင်းမြင်ရုံပဲကြံတာမလို့လှုပ်ပြီးသားကောင်ပြန်လှုပ်ရမှာဒါပဲခုနဟာဆိုရင်တော့စံတော်ကထပ်ဖြစ်နေတယ်ဆိုရင်ဒီမှာမီးတောက်လေးမြင်လာတယ်ကွာအင်းရဲ့နောက်ကဟာမှန်သမျှမတ်နာမည်တွေအဲ့မတ်တွေရဲ့ဟာတွေကိုကယူပြီးသားကောင်တွေပြန်ယူရမှာလှုပ်ပြီးသားကောင်တွေပြန်လှုပ်ရမှာပဲတွေးတာဟုတ်ပြီကျွန်တော်မတ်နေလည်းမသိဘူးကျွန်တော်မတ်တွေကိုလည်းမကြည့်တတ်ဘူးအဲ့ဒါဆိုဘယ်လိုကြည့်ရမလဲဆိုတော့ပြောပြမှာဖြစ်ပါတယ်တိဖို့ကလည်းရိုးရှင်းတယ်မတ်ရှိကောက်ရက်လိုက်အောက်မှာမတ်နေပုံမယ်အပေါ်မှာကွာကိုမတ်နေနဲ့ကိုလောမနေရင်တိုက်တယ်မှန်တိုက်ရင်အဲ့တဲ့ဝင်ချသွားပြီ daily quiz တွေကောက်လုပ်လိုက်ပြီးပြီဒါဆိုရင်ကွာဒုတိယစာကြောင်းရဲ့ဟာဘာမှမသိဘူးနှိပ်လို့လည်းမရဘူးအပြမပေါ်တော့ထောက်ကြည့်လို့မရဘူးအဲ့ဒါဆိုဘာလုပ်ရမလဲပထမဆုံးအနေနဲ့လူနှစ်ကောင်ရက်နေတဲ့ပုံလေးပါတယ်နောက်အရှိသုံးမှာလည်း use ဆိုတာပါတယ်ကွာနောက်ဆုံးမှာကျတော့လည်း player ဆိုတဲ့ဟာလေးပါတယ်အဲ့ခါကျရင်လူတွေအရှိမှာကိုယ်တငယ်ချင်းပဲဖြစ်ဒါမှမဟုတ်ဖျောင်းနိုင်ထုံးပြီးကွာလူတယောက်အရှိမှာ emote တွေလုပ်ပြလိုက် emote ဆိုတာကတော့ကတာတို့ရီတာတို့ခုံတာတို့ပေါ့ကွာအဲ့ဒါတခုလုပ်ပြလိုက်ရင်ရပြီအဲ့ဒါဆိုရင်နှစ်ခုမြောက်နဲ့တစ်ခုမြောက်ကိုအသေးမှတ်ထားလို့ရပြီဒီနှစ်ခုတွေ့ရတယ်အဲ့လိုလုပ်ရုံပဲကဲ၃ခုမြောက်ကလည်းအပြာလေးပြန်ပေါ်လာဆိုတော့နှိပ်ကြည့်လို့ရတယ်ကွာသူကခတ်တဲ့နေရာမျိုးတွေဆိုရင်ဒီလိုပုံစံလေးပြပေးတာမက်လေးနဲ့ဘေးနေရာဘယ်လိုသွားရမလဲတော့ပြပေးတာကွာလွယ်တဲ့ဟာဆိုမပြဘူးအဲ့ခါကျတော့ကွာသူပြတဲ့နေရာတွေကိုမျှထုတ်ပြတဲ့နေရာတွေကိုတွားလိုက်ရုံပဲတွားပြီးတော့အဲ့နာမှာလှုပ်လိုက်ရုံပဲဒါပဲကျန်တာဘာမှမလုပ်ဘူးပေါ့ကွာအခုပြတဲ့နေရာကိုလည်းမသိဘူးမှမသိရင်အဲ့ဟာနံပါတ်4နဲ့ဆိုင်သွားပြီနံပါတ်3ကနံပါတ်4နဲ့ဆိုင်တယ်ဘာလို့ဆိုင်တာလဲဆိုတော့ဒီလိုကွာဘာလို့ဆိုင်သွားလဲဆိုတော့ကွာတစ်ကတ်သွားကောက်တဲ့နေရာကွာအဲ့ daily quiz နံပါတ်3ရဲ့နေရာမှာသွားကောက်တာမဟုတ်လို့ဒီ map ထဲမှာပဲရှိတာခုနနေရာအဲ့ရဲ့ဘဲဘဲချမ်းတာကွာအပေါ်ကောင်းကင်ပေါ်ထောင်တက်သွားလဲအဲ့ဒါဆိုခုနနေရာရောက်ပြီအဲ့ဒါပဲဒါဆိုရင် daily quiz 4ခုကပြီးသွားပြီကွာအတိမတ်လို့ရတဲ့ဟာအဲ့မှာ3ခုရှိတယ်ပထမတစ်ခုကဟာကျတော့လှုပ်ပြီးသားတွေကိုပြန်လှုပ်လို့ရမယ်ဟာကွာဒုတိယတစ်ခုကကျတော့လူတွေရှေ့မှာ emote လုပ်ပြရမယ်ဟာတတိယတစ်ခုကကျတော့ event မပြီးမချင်းယတနာရှာမယ်ဟာကွာအဲ့3ခုကိုအတိမတ်ထားလို့ရအခုလောလောဆယ်မှာနောက်ပြီးကျတော့ကွာသူကကန်တဲ့ကိတ်နေရာကြည့်လို့ရမယ်နောက်တစ်ခုကကျတော့အစီအစဉ်ကန်တဲ့တွေကြည့်လို့ရမယ်အဲ့ဒါတွေပြီးတဲ့ခါကျတော့ဗာကြည့်လို့ရမယ်ဆိုတော့ကွာသူတို့ရဲ့ဘာတော့ရှက်တိုင်းလာပေါ့အဲ့လိုကြောက်အချိန်တွေကြည့်လို့ရမယ်ပေါ့ကွာအဲ့ဒါပြီးရင်လည်းအများကြီးတော့ဆက်ကြည့်လို့ရတယ်ကိုလုံးတဲ့လုံးသက်လို့ကြည့်လို့ရပါပေါ့ကွာနောက်တစ်ခုကောင်းတဲ့ချက်ကကွာသူများပုံတွေ copy ပါတယ်လို့ကွာ daily quiz မြန်မာလိုပြန်ပြီးတော့တင်ကြည့်မယ်သူများဟာယူပါတယ်ဆိုပြီးပြောခံမယ်ဘေးကနေတော့လွတ်မယ်ကွာဒီ website တွေဝင်ပြီးတော့ကိုယ့်ဘက်ကိုရှာကြည့်ကိုယ့်ဘက်ကိုပုံတင်အဲ့ဆိုရင်အကောင်းဆုံးပဲလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်အကုန်လုံးနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုပြောပြပေးချင်တာကွာအဆက်30နှိပ်လိုက်မယ်ဆိုရင်အောက်ဆုံးမှာကွာ ATT home screen ဆိုတာရှိတယ်အဲ့ဒါမှာကိုကြိုက်တဲ့နာမည်ထည့်လိုက်ပေါ့ကွာပြောမယ်ဆို daily quiz ဘာညာထည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ screen မှာကွာဒီလို website ပုံစံလေးပေါ်နေတန်းပြီးတော့ဝင်ကြည့်လို့ရပါတယ် Chrome နဲ့ဝင်ကြမလို့ပဲနဲ့တန်းဝင်တာပေါ့ကွာဒါပါပဲကျေးဇူးများတင်ပါတယ်